မင်္ဂလာပါခင်ဗျာတားကတော့အမိန်ကိုပိုင်တဲ့တဲ့ကြောင့် Grade 1 တွင်ပညာသင်ကြားနေသောမောင်စီတူငင်းတို့ဖြစ်ပါခင်ဗျာညီလေးညီမလေးများနဲ့ကိုမမတို့ခင်ဗျာတားတို့နဲ့အတူတူတပေးဝကိုကျေဝစွာထမ်းဆောင်ကြပါစို့လားခင်ဗျာတပေးဝကြည်ရတာကြွဆုံးမလာယူလာမှုကြိုသည်ထဲရီလောကျွေတင်းနေယောတပေးဝမဆုံးလာကူတာအရန်တော်တဲ့သားတွေသမီးတွေအတွက်လက်ခုပ်ချီးမြှင့်ပေးပါရှင်မင်္ဂလာပါရှင်သမီးကတော့အမေကိုပိုင်တဲ့တဲ့ကြောင့်ဝေဝမ်းတွင်ပညာသင်ကြားနေသောမဲစင်ဝတီထက်ဖြစ်ပါရှင်မောင်လေးညီမလေးများနဲ့ကိုမမတို့ရှင်သမီးတို့နဲ့သူသားသမီးတို့ကိုကျေပိုစွာထမ်းဆောင်ကြပါစို့လားရှင်သားသမီးတို့ကျေပွေးမပြတ်ဆောင်ရွက်စီမံဝေကထိုင်စေလူများဝေဆောင်လေမျိုးတွေဝေနာတွေကျေပွေးသာတို့တပီတို့သာ ဟုတ်ပြီကဲ Grade 1နဲ့ KG ကမေမေတွေစင်မော်ဖေဖေတွေစင်မော်ကိုကြွပါရှင်Grade 2သားတွေသမီးတွေကသူတို့ကိုယ်တိုင်မိဘကတော်တွေကိုစုံမဖြစ်တဲ့အတွက်လက်ခုပ်လေးတီးပေးပါလားရှင်
စိုးတော်တွေထက်တော်တယ်နော်တစ်ချက်မို့လို့သားတွေသမီးတွေကဲဒီဘက်ကိုလှက်မေမေတွေဖေဖေတွေကိုကတော့အသီးတွေမရသေးတဲ့လူတွေအောက်ကပေးပါနော်မေမေတွေဖေဖေတွေဖျားစွန်းတော်တင်အောင်ကတော့တယောက်လောက်စကားလေးပြောပြပါရှင်တုတ်တုတ်တုတ်ကလေး ဟုတ်ကဲ့အခုလိုမျိုးအပြစ်ကင်းစင်ပြီးတော့ဘာမှနားမလဲသေးတဲ့ဒီခလေးလေးတွေကိုအခုလိုမျိုးလိမ္မာရင်ကျေးမှုလေးတွေနဲ့အဲ့လိုပြောတော့မိဘဆရာသမားကိုဆရာသမားမိဘမှန်သိအောင်ပေါ့နော်ပြုစုပြောထောင်ပေးတယ်အမိတ်ရင်ကြောင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့အခုတော့နေတဲ့ချစ်စရာအရန်ကောင်းလှတဲ့သားငယ်သမီးငယ်လေးအားလုံးကျမ်းမာချမ်းသာကိုရောစိတ်ရောဖြစ်ချင်တဲ့အရာတွေကိုတစ်လုံးတစ်ဝတည်းဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်